တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးအကျင့်တန်တရားမှာအလေးအကျင့်ရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေ့ကျင့်မှုစွမ်းအားဟာအဲ့ဒါမှကြီးမားခဲ့တယ်ခမည်းတော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတတိပင်အောက်ဘုရားလောင်းလေးတူတဲ့တိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုသွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ထက်လျဝင်လေးမှတ်ရင်ကနေပထမဆန်ရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုသွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာတွေဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောဓာယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနိလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြောင်းဖို့ကြိုးစားလာဒီလိုပိန်ချုံးပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခေတွေကဘုရားအလောင်းရဟန်းဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့ကလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတ္တနာတော်ဘက်ကိုပြောင်းသွားကြတယ်